လိုက်တော့တော့ပြီနော်
ကူရဲ့နေရာမှာဘယ်လိုမျိုးရိုက်ကူခဲ့လဲကြော်ညာအတွေ့အကြုံလေးတွေကတော့ကြော်ညာကြည့်ပြီးတော့မှပဲမင်းသားကျော်လေးအောင်စုကိုမေးမြန်းပါရစေခင်ဗျာအခုကတော့ကျွန်တော်တို့ရေခုံတန်လေးတွေကိုပထမဦးဆုံးပြောပြပါအောင်ဘယ်လိုမျိုးရေခုံနေလဲကျွန်တော်တို့ဒီနေ့အစီအစဉ်ကပြည်သက်များအတွက်လည်းထာဝရဝိဇ္ဇင်ရဲ့ကြော်ညာကိုပထမဦးဆုံးစတင်ကြည့်ရှုရမယ် surprise အစီအစဉ်ဖြစ်တယ်လို့မင်းသားကျော်လေးအောင်စုအတွက်လည်းအခါမှမကြည့်ရသေးတဲ့အတွက်ကြောင့်မလို့ဒီနေ့မင်းသားကျော်လေးအောင်စုအတွက်လည်း surprise အစီအစဉ်ပဲဖြစ်ပါတယ်အဲ့တော့အောင်စုရဲ့ရင်ထဲမှာလည်းရင်းနေခုံနေမှာပါဆေးလူရှာနေမှာပါဘယ်တော့တော့ရေခုံနေလဲ everything မြောက်ပြပြပေးပါဦးခင်ဗျာကျွန်တော်ထာဝရဝိစိတ်နဲ့တူလက်တွဲပြီးတော့ရိုက်ခဲ့တဲ့ကော်မရှင်ရိုက်တဲ့နေရာစပြီးဒီနေ့ထိတစ်ခါမှမကြည့်ဘူးဒီတော့ကျွန်တော်လည်းလုံးဝမပြောက်ဘူးမပြောက်ပါဘူးကျွန်တော်ဒီနေ့ launch လုပ်မယ်ဆိုတာလည်းအခုမှသိရတာပေါ့လေကျွန်တော်ဒီပထမဦးဆုံးတော့ကျွန်တော်ကျေးဇူးတင်စကားလေးပြောပြစီဒီဇဗုတပြေပွဲမှာအထူး base sponsor အနေနဲ့အခုညီပေးတဲ့အတွက်ကျွန်တော်မိသားစုဖြစ်တဲ့ဒေါ်ရဝိစေကိုကျေးဇူးအများကြီးတင်ပါတယ်ဘယ်လောက်ထိရေကုန်ရလဲဆိုတော့တော်တော်လေးကိုကျွန်တော်စိတ်လှုပ်ရှားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကြော်ညာမှာမတူတဲ့ပုံစံတစ်ခုကိုကျွန်တော်ချပြထားခဲ့တာဖြစ်ပါတယ်ဇက်တပေရဲ့ပုံစံရဲ့ပြီးတော့ကျွန်တော်လက်ရှိမှာ trend ဖြစ်နေတဲ့ K-pop style အနေနဲ့တူအကောင်းဆုံးရိုက်ကူးထားတာဖြစ်တဲ့အတွက်တော်တော်လေးတော့ကျွန်တော်ရင်ခုန်နေတယ်လို့ကြည်လေးကြည့်ရှုခြင်းနေပါပြီโอเคပါအဲ့တော့ကျွန်တော်တို့ဒီနေ့စတင်ကြည့်ရှုမဲ့ surprise season လေးမှာမင်းသားကျော်လေးအောင်စုရဲ့ reaction ကိုမှတ်တမ်းတင်ထားမဲ့အစီအစဉ်လေးနဲ့ရှိပါတယ်ဒါကြောင့်မလို့ reaction ကိုမှတ်တမ်းတင်ထားမဲ့ကိုဖြိုးနဲ့အတူအဖွဲ့သားများလည်းစတင်ပြီးတော့နေရာနိုင်ပါပြီကျွန်တော်နဲ့အတူပြည်သူ့ချစ်မင်းသားကျော်လေးအောင်စုတို့ကတော့စစ်မင်းရဲ့ဘယ်ဘက်ထောင်းကနေပြီးတော့ကြည့်ရှုအားပေးမှာဖြစ်ပါတယ်ခင်ဗျာမင်းသားကျော်လေးအောင်စုကျွန်တော်ဒီနေ့တော်တော်လေးကိုစိတ်လှုပ်ရှားမိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိသားစုဒီညာကြီးလေးရောက်ရှိနေတာဖြစ်တဲ့အတွက်မိသားစုရဲ့တူတူကျွန်တော်ဇက်တပင်းနဲ့ပတ်သက်တဲ့ commercial ကိုပထမဦးဆုံးရိုက်ပြီးပြသတဲ့အချိန်မှာမိသားစုရဲ့တူကြည့်ရမှာဆိုတော့တံမိုးမဖြစ်နိုင်ပါဘူးအားလုံးတူတူကြည့်ရှုပေးကြပါဦးခင်ဗျာဟုတ်ကဲ့ပါဒီနေ့လည်းကုန်နေပါပြီဒီကြပါဒီကတော့โอเคပါကျွန်တော်တို့အားလုံးမီးလေးတွေပိတ်ပြီးတော့ကြည့်ရှုခံစားအားပေးလိုက်ကြပါစို့လားခင်ဗျာ
မဟုတ်တိတ်ကြောင်းတဲ့ကြောင့်ကတော့ဟိုးစတော့မလုပ်ပါနဲ့ ကို အဲ့လိုတားမယ် ကိုရဲ့ အေးဒီမှာတော့စေဦးမပေါက်သေးလို့လေ ရဲကြီးရဲလို့ရတယ်နော် လင်းစိတ်သားစိတ်ကုန်လိုက်တာဘာလာလောက်တာတော့ ရဲကြီးရဲလို့ရတယ်လို့ ရဲမယ်ရဲမယ် နည်းနည်းဆိုရင်းနဲ့ကွာ အတိတ်က အာဘာဖြစ်တာလဲဟာ ဖယားမှာအဲ့လိုလွတ်လို့ရအောင်လေကိုကိုကြီးက လုပ်တဲ့လူကလုပ်ပြီးတော့ ဟေးဘင်းလေးကိုကတ်ဖျားဖို့မလုပ်နဲ့ဘင်းလေးကိုကတ်စေဒီဖို့မလုပ်နဲ့ဘင်းလေးကိုကတ်နောက်ထပ်ဒါမျိုးမလုပ်နဲ့ဘင်းလေးကိုကတ်ဘင်းလေးကိုကတ် မိုက်ရရ ဆောင်းလိုက်တာစစ်စစ်ရေဟမ်ဒါအပြူသဘောဆောင်တာပါအပြက်သဘောဆောင်တာမဟုတ်ပါဘူးအမေမတော်ရင်မတည်တော့လို့ပဲမတော်လို့ပဲပြောရမှာပေါ့ဟုတ်ဆိုတာဟုတ်လားနော်အဲ့တော့စစ်စစ်ပြောပြီးငါပြောကြော်လည်းပြောမှာ ဟာဘာပြော အကိုပြောရင်ပွင့်ပွင့်လင်းလင်းနဲ့ ဒီမှာစပ်ပါတယ်နော်ဒီမှာစပ်ပါတယ်ဟောစပ်ပါစပ်ပါတယ်ပြောကြော်ပဲပြောကြော်ကြောက်ပြောမအောင်ဘူး အားကြောင်းပြောပါ အကိုခဏလေးပွင့်ပွင့်လင်းလင်းပြောအကိုဘိုက်ဆိုင်ရှေ့တောင်းပေးပြီတိလားသူများစားတာတော့ကြည့်ကြမလို့ ဟောမချင်းတော့လည်းမပါလဲမသိဘူးကဲမပြောကြော်ပြောမယ်ဆလော့ခိုင်းနေတော့ပြောပြီ ဟာ โอเค ခိန်းပေါင်း900လာတော့တယ် မိုက်ရရ ဘိုက်တယ်ကလားပြီးပြီလေလား ဦးကပြောကြရင်အကမဲမဲလေးတွေ အဘီ လူတွေအားလုံးကိုဆိုတီးတီးကြီးနဲ့မစင်ရနိုင်နဲ့ဟိုရင်တို့ရဲ့နှလုံးနဲ့တို့လုံးနဲ့တောင်ဆိုးနေပြီးဝဲတကယ်ပါသူပြသွားတော့လောင်းလာမဲ့တဲ့သူတွေပါပဲ900ကျော်ဂိမ်းမ900ကျော်ဟုတ်တယ်အချိန်မတော်ကြတဲ့ဘုံကိုမက်ဆေ့ကိုရင်းတုံးနေတယ်လူတွေရေးဒီလိုဆိုပြီးတော့မဆိုင်စင်းနေပြန်တယ်ဒီလိုဂိမ်းချိုးလိုက်တာချင်းကန်ရတဲ့လူတွေပါပဲကြည့်ပါလေဝဲရင်းနဲ့ဝဲဟုတ်လားမဆိုင်ရှိခံ ဒီထဲမှာရှိခဲ့ရမဖြစ်တာလေအဲ့ဒါ ဖြစ်တာဘယ်လေလူဖြစ်တာဩ အဘီတယ်လေ ဟမ် ဟဲ့လို့ ဘာလဲ ကြီးပဲ စောင့်ရင်ဆောင်းရတယ် အင်း ပြီးထဲ့နေနော် ဟာနှမျိုးဆုံးတစ်တိုင်းနဲ့လုပ်မယ်မရဘူးအဲ့ဒါတော့ ဂိမ်းရှုံနိုင်ပတ်စံငါချီအောင်နင်ဘယ်နှပြအပ်ခါလို့လဲမตาကြီးอ่ะ အဲ့ဒါပေါ်ပါ ဟဲ့ဘေးလေးကိုကတ်ဆက်တော့ဂိမ်းကိုစော့တယ်ဘေးလေးကိုကတ်ညဘက်ပတ်စံမချီနဲ့ဘေးလေးကိုကတ်နောက်ထပ်တာကိုမလုပ်နဲ့ဘေးလေးကိုကတ်ဘေးလေးကိုကတ်မိုက်တယ်ဗျာဟုတ်တယ်ပြောတယ်ဦးငန်းပြောရမယ်အဲ့စလော့ဂိမ်းတော့ကျွန်တော်တကယ်မကြည့်နိုင်ဘူးဟာဗောညဘက်ရောက်ရင်မဆိတ်ကလောင်းကိုနှံ့အောင်ဘာများ တရားလောက်ပါသွားပြီသိပ်ပဲတရားလောက်ပါ ဘယ်သူများပတ်စံကဟိုဘယ်သူများစာလာပို့တယ်ကြည့်ရတော့ပတ်စံလာကြီးတာ9000တသိန်းဆိုပြန်တောင်းလို့ရတယ် ရတယ် 1000လောက်2000လောက်ဆိုသွားအောင်ကပြန်တောင်းလို့ပြန်သွားသူတို့ဂိမ်းစော့ရင်လေ သူများတွေပြောပြီးမိုးဆက်ကဘာပြောမှာ ကျွန်တော်လည်းပြောပြကျွန်တော်ပြောမယ်အကြောင်းရှိအဲ့ဒါပါလေတိတ် ဟာတော့ အမွေးတ ဝိတ်ချမယ်ဆိုပြီး ဟောမနေဝိတ်ချမယ် ဝိတ်ချမယ်ဝိတ်ထိမ့်မယ်ဝိတ်ထိမ့်မယ်ဝိတ်ချမယ်ဒါဝိတ်ချပြီးဝိတ်ထိမ့်ပြီးဆိုပြီးတော့ဂျင်းထဲနေတဲ့သူတွေအကြာ တာလေးမိုးထက် ကိုဂျင်းပြန်ထည့်တာ တာလေးကပြောလဲပြောအောက်ကကိုတယောက်မလို့ဘူးတယောက်ဟိုကြ ဒီ ည့် ကလည်းဒီကလည်းဝိချနေတဲ့လူရှိမှာပေါ့နော် ဒီတန်းတော့မသိတာဘူးဒီဘက်ဒီတန်းနဲ့သိတာနေတယ် ဟောတိုက်ဆိုင်မှုရှိတိုင်းကားတော့ဖြစ်လို့နော် ဟုတ်လားနော် စိတ်မဆိုးတဲ့ချစ်လို့စားတယ်နော် โอเคဘိုးသက်ပြောပြမယ် ဝိချတဲ့ကြောင်းလေးဘိုးသက်ကပြောမယ် မဲမိုးဆက်တယောက်ဆန်းနေတော့ရောက်သွားဒီဘက်ကလာပြောအမကြီးကိုပြောတယ်ဖြစ်နေဦးမယ်ဒီဘက်ကပြော ဒီတခါစားပြီးသွားရင်ဝိတ်ချတော့မယ်သူပြန်ပြီးခွေ ဘာလို့လဲလို့ မင်းလက်ကမင်းသားလေးကမင်းပြောပြပါရဲ့ဘုံပွဲ3ရက်ပြည့်လို့9ရက်ကြောင့်ဆိုထိုင်ကုန်နေတယ်ဖိုက်စားတယ်အိုးဖိုက်စားတယ် မနဲ့ ဒီကိုတော်ရဲ့ဖိုက်စားကနကျုံလာမြင်နေတယ်ဒီကြတဲ့နဲ့ပြည့်တဲ့တိုင်းကလည်းပြောပြပါရဲ့ဘာလာရှန်တော့နဲ့ပေါ်ပေါ်နဲ့အရင်တော့နေတယ်ဖိုက်စားတယ်ညာလည်းဖိုက်စားတယ်ဖိုက်စားတယ်ဟမ် ဟောလာပြန်ပြီ ဟာလား မော ဟာလေ ဖိုက်စားဆို ဖိုက်စားတယ် ကြာဒီ မ မှာ ချတော့တခါတည်းစားလိုက်တော့မယ်လား စားခြင်းစားလို့ရတယ် စားပြီ အာဟော ဘာဖြစ်
သွားပြန် ဟောဘာဖြစ်လာလဲ ဝိတ်ချမယ်ဆိုပြီးအဲ့ဒီအစားတော့မစော်ပဲနဲ့ဘယ်လိုလုပ်ဝိတ်ကြမှာတော့ဖီတာမရဲ့ ဟဲ့ဘေးလေးကိုကတ်ဝေးစားမယ်ဆိုညာနဲ့ဘေးလေးကိုကတ်ညဘက်သမီးတွေမစားနဲ့ဘေးလေးကိုကတ်နောက်တက်တာမျိုးမညာနဲ့ဘေးလေးကိုကတ်ဘေးလေးကိုကတ်ဟာရရ အဲ့ဒါငါသမီးကိုစောင်းပြောတာ ဘာဖြစ်လဲ ကျော်သူသမီးကိုစောင်းပြောတာ ဘာဖြစ်လဲ ကျွန်တော်သမီးပေါင်160ဖြစ်သွားပြီ အာ ဖေးတဲ့သမီးဝိတ်ချနေတယ်ဝိတ်လျှော့မယ်အေးလျှော့ပါတနေ့ကို4ခါလောက်ခမင်းစားတယ် အာ လေးတက်တခါတလေမပြည့်ညဘက်ကြီးချွတ်တန်းကြရင်ကျွန်တော်တို့မှထိုင်စားတယ်ဘယ်လိုလုပ်ဝိတ်ကြမှာလဲလို့ မင်းကလည်းအဲ့ဒါတကယ်ကြီးရယ်ငါစေတနာကောင်းတယ် အခုငါသမီးလျှော့လိုက်ပြီ ဘာဖြစ်လို့လျှော့လိုက်တော့စားတော့လား ဟုတ်ပြီဘာဖြစ်စစ်ဖြုတ်ပြီးစားတာဟာလျှော့လိုက်ပြီ ရှောက် ကောက်ဝိတ်ချတာလေးပြောရဲဆိုတော့ကျော်ထူးကလည်းပိတ်တက်ယူတင်ပြနေတယ်ဗျာ ကဲပြောတာကြော်တို့မှပြောပါလေ လိုက်ဆိုင်လို့ရှိရင်တော့ပြင်လို့နော် ဘာတော့ အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အဲ့တော့နိုင်ကဒီလိုပြောဒီလိုလေးပြောတက်တယ်လို့ရှိရင်နှာခေါင်းလေးနောက်ဆုတ်ပေးပါဟောနှာခေါင်းကဘေးကြီးတော်လေးဆုတ်ရမှာအဲ့တော့ဒီကွဲကင်းမှာရှိတဲ့အနုပညာရှင်တွေကိုအားပေးနေတဲ့ချစ်နေတဲ့မမများအတွက်ပေါ့နော်ဝဲတဲ့ခင်မမများကိုကျွန်တော်ကတင် ဝေါမသိလိုက်ခင်မမှန်မှန် မသိတော့ဖေးကိုမဲအောင်မယ်အသက်က80ကျော်နေပြီဒီရွယ်ထဲမှာနေရွယ်မမတွေမလုပ်တာညီမလေးတို့ဘာလို့ပြောပါလဲဒီအသက်က80ဟောသူ့ထဲပဲမမဆိုတော့ဒါဝိုင်းနေလာကြည့် တကယ်ပြောလို့ပြောတာမဟုတ်ကြော်ထူးကိုလျှော့မတွက်နဲ့ ရှော့မတွက်နဲ့ အကောင်နာသေးတာအကောင်သေးတယ်အသက်တကယ်68ဖြစ်နေပြီ ဟုတ်တယ် တိတ်မကြတော့ပါဘူး သူလည်းကျွန်တော်ရှင်းနေနောက်စင်မယ် ဟဲ့တက်တိတ်ပါဘာလို့ပြောမှာ ကျွန်တော်ပြောလိုက်တယ်ကြောက်ပြောမယ် ဦးကျော်တို့ပြောမယ်ဝဲတိုက်ခင်မမများကြောင်းဝေါအမေမရှိတဲ့အားတော့ အရှင်ဆုံးပွဲကြီးဖို့ကိုတို့ရဲ့စိတ်မှာမပါနိုင်နဲ့တကယ်ပြင်းသားနဲ့ဘာသာပေါ်ကပြုပြုနေတယ်သာပြီးပဲဖို့ဆိုတို့ရဲ့စိတ်မှာပြောရွှင်နေတယ်ကြည့်ကြည့်နဲ့ဝဲပဲကြည့်ကြည့်နဲ့ ဝဲကြည့်မယ်ဆိုလက်ကုပ်တယ်ကြားကြည့်တယ် ဘာလို့ဒီမှာတကယ်တကယ်ကိုဒီအားပေးရတဲ့ဘယ်နာလေးကြည့်ကြည့်နေတယ်ဒီနေ့ရတာဝဲနေပါလို့ဘုရားမှာကွယ်ကြည့်ကြည့်နဲ့ဝဲပဲကြည့်ကြည့်နဲ့ ပွဲကြည့်ချင်တာဘာဖြစ်တာလဲ ဘာဖြစ်တော့တယောက်လေး ဟောဖြစ်ပြန်ပြီကွာ ဝဲကြည့်မယ်တဲ့ ကိုကြီးမေးရောက်ဟော မပြီးသေးဘူး ပြီးတယ်လား မိဘခိုင်းရင်တော့မလုပ်တာဒါမျိုးရတက်ကြွတယ် အမကိုပြိုင်းနေတာမော ဟာလား တို့ မင်းလာလေကိုကြည့်ချင်တယ်မင်းလာလေကိုကြည့်ချင်တယ်ပွက်ကြည့်ချင်တယ်လို့ဟမ်မင်းလာကိုကြည့်ချင်တယ်ပွက်ကြည့်မယ်လို့ နေ့လေကနောက်ခန်းထဲမှာနေ့ကိုစောင့်နေသွား ဟာ ရမလဲ ဘာလို့ ကိုကြီးอ่ะကိုကြီးဘာလို့မင်းသားလေးကိုပွဲသွားချင်းစုချရင်စိတ်မဆိုးအောင်နော် အဆိုးတယ်ဘာလို့လဲမင်းသားကိုကြတော့တခါလဲဆုချမယ်ဆိုဘူးရှုပ်ခနဲ့ပုတ်ခနဲ့ဖက်တယ်ငါ KTV သွားမယ်မဆတ်သွားမယ်ဆိုနေကထွက်တော့ဘူးနေကအဆာမထွက်တော့ဘူးအဲ့ဒါဆိုးရမှာပေါ့ ဟေးဘေးလေးကိုကတ်ဘေးလေးကိုကတ်ကျော်သူမင်းသားကတော့ဘေးလေးကိုကတ်ကျော်သူမင်းသားက အာဒီရွယ်နဲ့မင်းသားကကျင်တယ် ဒီငယ်နဲ့ ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်မင်းသားတော့ကပ်လို့ပါပဲဒီနေ့ကတော့အသက်ကြီးသေးလို့ကျွန်တော်ပြုတ်ထားတယ်လာမယ့်နေ့ကျမှကျွန်တော်ပေါ်ပြီးစာပနာပေါ်ကျင်းပါမေးရကျွန်တော်ညီလေးလေးကအောင်စပူဟုတ်တယ်မင်းသားနိုင်တယ်ပဲဟုတ်တယ်အဲ့တော့ဥကျော်ဥကျော်ထူလို့ကရင်ပြည့်တဲ့ကကြည့်မှာမဟုတ်ဘူးအဲ့တော့အားလုံးကြည့်သွားအောင်တနိုင်ငံလုံးကလည်းကြည့်အောင်နာမည်ပြောင်းပေးမယ်ဘယ်လိုပြောင်းမလို့အောင်တော်မူ ရှင်ဗျာပြီးတော့ကာလာလေးပြပါ ပြက်လုံးတွေဆင်ကျင်ပြက်ပြဿနာတွေတက်နေတယ်လူရှင်တော်တွေ အောင်တော်ဘူးတော့တော့လာနေနေရ ပြက်လုံးတွေဆင်ကျင်ပြက်လူရှင်တော်တွေအခုတော်ဝင်နေတယ်ဟဲ့ပြောပြမယ်ကြောက်စရာမလိုတောင်လုံးမလို့ရိုးရိုးပဲ မလုပ်ဘူးလို့ပြောတာမလေးတော်သေးတာပေါ့ ဒီနေရာမှာကျွန်တော်တခါတည်းနေရာတော်တွေကိုသားစကားလေးတစ်ခုပြောချင်ပါတယ်တခြားတော့မဟုတ်ပါဘူးလူရှင်တော်ဆိုတာပြက်လုံးပြက်ရင်တရေကုန်ပြက်ရတယ်ဘာလို့စိတ်လာပါအားလုံးသိပါတယ်ကျွန်တော်တို့ရဲ့ဝါရဲတဘာပြီးနေလည်းပါပါအဲ့တော့တရေကုန်ပြက်ရင်လည်းလူရှင်တော်ဆိုတာတခါလေးကတော့ပြိပောက်ပါတယ်အဲ့တော့စေတနာအမားတွေခုနကလည်းပြိပောက်သွားတာပေါ့နော်အောက်တော်ဘူးဆိုတာဒီနေ့ကျတော့